အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက် special edition အနေနဲ့ကျမရဲ့အခုနောက်ပိုင်းမှာနားထောင်ဖြစ်နေတဲ့ playlist လေးတစ်ခုကို share ချင်ပါတယ်ကျမ gym solution နားထောင်တဲ့ playlist ပေါ့နော်ကျမမှာ playlist တွေအများကြီးရှိရဲ့ Spotify ပေါ်မှာ workout fitness ပြီးရင် gym rat gym playlist အများကြီးပေါ့နော် random တွေစုရင်းနဲ့များသောအားဖြင့်ကတော့ဒီလို upbeat tracks တွေအများကြီးစုဖြစ်တယ်ပေါ့နော်အဲ့ဒီမှာအခုနောက်ပိုင်းကျမတော်တော်လေးကြိုက်နေတဲ့ genre ကတော့ drum and bass ဖြစ်ပါတယ် drum and bass ကကျမအရင်တုန်းကရဲကပေါ့နော်မတိမတာကြိုက်နေတဲ့ music မျိုးစားပေါ့ဒါပေမဲ့အဲ့ဒါကိုကျမ drum and bass မှလုံးဝမသိခဲ့ဘူးအရင်ရန်ကုန်မှာတည်းကကျမအဲ့လိုမျိုး genre ကြိုက်တယ်ဒါပေမဲ့အရင် wide spread မဖြစ်ဘူးပေါ့နော်အဲ့ဒီအချိန်မှာတော့ဒါပါတော့ကျမအဲ့ဒီ music ကိုကြိုက်တယ်ဒါပေမဲ့အဲ့ဒါကိုအဲ့ဒီ genre မသိဘဲနဲ့နားထောင်ခဲ့တယ်ပေါ့နော်ဖြစ်ချင်တော့ Australia ရောက်လာတဲ့အချိန်မှာဒီ drum and bass ရဲ့ fan တွေတော်တော်များတယ်ပေါ့နော်ဒီမှာပြီးတော့တော်တော်ကြိုက်ကြရဲ့ဒီမှာနားထောင်ကြရဲအဲ့တော့ကျမကအဲ့ဒါကဘာ music လဲဆိုပြီးတော့ပြန်ရှာကြည့်ရဲ့အချိန်မှာသူက UK မှာ1990လောက်ကတည်းကပေါ်လာခဲ့တဲ့ underground groove ပေါ့နော် club တွေအဲ့လိုမျိုးတွေတွဲလာတဲ့ genre ပေါ့နော်ဆိုတော့သူစီမာကအဲ့လိုမျိုး liquid တို့ဘာလို့flow လေးနဲ့သွားရဲအဓိက drum ရဲ့ bass ရဲ့ကိုအဓိက background ထားပြီးတော့ compose structure လုပ်ထားတဲ့ music ပေါ့နော်အဲ့တော့ liquid solution သူကအဲ့လို flow လေးက soft ဖြစ်တဲ့ပုံစံမျိုးလေးသွားရဲဒါပေမဲ့ကျမနည်းနည်းလေးပိုပြီးကျန်းတာလေးတွေပိုကြိုက်တယ်ပေါ့နော် mid up step ပေါ့နော်အဲ့လိုပါရာလေးတွေပိုကြိုက်တယ်အဲ့တော့ဒီ episode ကတော့ကျမရဲ့ playlist ကို share ချင်တာပါပြီးတော့နောက်ပိုင်းကျမသတိထားမိတာပေါ့နော်မြန်မာပြည်မှာလည်းdrum and bass DJ တွေများလာတယ်နော်ဥပမာအာလာဒင်ရှိရဲကျမတွေ့ရတဲ့မှာပြီးရင်သားဆိုးလဲအဲ့ဟာကိုတည်ရနေတူတယ်ပေါ့နော်သူတို့ရဲ့ track တွေကျမတွေ့တယ်ပြောနေတဲ့အရင်ဆုံးကျမနိုင်ငံက drum and bass track တခုကိုထည့်လိုက်မယ်လောလောဆယ်အာလာဒင်ရဲ့ဒီ track ကကျမရဲ့ playlist ထဲမှာပါတယ်အဲ့တော့ကိုနိုင်ငံက track တစ်ခုကိုဖွင့်ပြပေးပြီဆိုတော့အဲ့တော့အခုကျမနေနေတဲ့နိုင်ငံ Austria မှာရှိရဲ့ artist Camo and Crook ရဲ့ track တစ်ပုဒ်ကိုကျမဖွင့်ပြပါမယ်ဒီဟာလဲကျမရဲ့ playlist ထဲမှာပါပါတယ်Águila del monte del monte será se lo lleva ပြီးတော့လေကျမမနစ်က Netherlands မှာပေါ့နော်နွေရာသီကိုကျမ festival တစ်ခုသွားဖြစ်တယ်အဲ့ဒီဟာကလည်း Liquidity လို့ခေါ်တဲ့ drum and bass ပေါ့တော်တော်ကိုကျမအတွက်ပျော်ဖို့ကောင်းတဲ့ experience လို့ပြောလို့ရတယ်ပေါ့နော်သူရဲ့ festival မှာသူက stage တွေခွဲထားရပေါ့နော်ခုနကကျမပြောတဲ့ liquid လို့ဟာမျိုးရဲ့ neurofunk ရှိမယ် jumper ရှိမယ် rollers ရှိမယ် jungle ရှိမယ်အဲ့လိုအမျိုးမျိုးပေါ့နော်ဒီ music အောက်ထဲမှာ genre အောက်ထဲမှာပဲဒီ sub genre တွေကိုသူပြန်ခွဲပြီးတော့ stage တွေလောက်ထားတဲ့အချိန်မှာအဲ့ဒီအချိန်မှာဒါကျမအတွက်ကပထမဆုံး drum and bass music ကို explore လုပ်တာဖြစ်တဲ့အချိန်မှာကျမအရင်ကြိုက်တာဒီပုံစံမျိုးပိုကြိုက်တယ်ကျမနောက်တစ်ပုတ်ဖွင့်ပြမယ်ဒီဟာကတော့ rave ပေါ့နော် rave is life ဆိုရက်ဒီ track ကတော့ကျမရဲ့ liquidity experience ကိုစားပြုတဲ့ track လို့ပြောလို့ရပါတယ်နောက်တစ်ပုဒ်ကကျမရဲ့ She Talk Season 2ရဲ့ Badass ဆိုတဲ့ episode မှာသုံးထားတဲ့သချင်းပေါ့နော် Gunfinger ဆိုတဲ့သချင်း Chase and Status ရဲ့သချင်းပေါ့နော်
အဲ့ဒီဟာကိုလည်းကျွန်မတော်တော်ကြိုက်တယ်အဲ့ဒါကလည်းကျွန်မရဲ့ပထမဆုံးသချင်းတွေက drum and bass သချင်းတွေကတပုတ်လို့ပြောလို့ရတယ် This a the gun finger. Gun finger, this a the gun finger. You coulda strong like a lion, quick like a ninja. Fit you down your dance, bad man no linger. Gun finger, this a the gun finger. Gun finger, this a the. ပြောရရင်လေကျွန်မအရင်တော့ဆိုလို့ရှိရင်ပေါ့နော် EDM တို့ဘာလို့ကိုနားထောင်နေသူတွေဆိုကျွန်မအရင်ပြောတာအဲ့ဒါတွေကပေါ့နော်အုံနောက်ပြက်စီရပေါ့ electronic တွေပေါ့နော်ဟိုဘာမှ lyric ဘာမှပါတဲ့အတွက်အတိတ်ပဲမရှိဘူးဘာညာဘောတော့သူများအောင်မျိုးဝေဖန်ခဲ့ရလေအခုကျမအဲ့ဒါကိုပိုကြိုက်တဲ့သူဖြစ်နေတာပေါ့ဟို hip hop လည်းကြိုက်တယ်ကျမ hip hop နဲ့ပတ်သက်တိုင်းလည်းအများကြီးပြောခဲ့ပူတယ်ပေါ့နော်ဒါပေမဲ့တခါတလေကျတော့လေကျမအဲ့စကလုံးတွေနားမထောင်ချင်တော့ဘူး lyric တွေနားမထောင်ချင်တော့ဘူးဆိုလို့ရှိရင်ဒီလိုမျိုးrave music ပေါ့နော်သူများဝေဖန်ခဲ့တဲ့အတိုင်းပဲခုအဲ့အတိုင်းပဲကိုကဝတ်လဲပြီးတော့အဲ့ဒီစင်းနေပဲပိုကြိုက်တာလို့ဖြစ်နေတယ်ပေါ့နော်ဆိုတော့ဒီဟာက notable feel the vibration ဆိုရတာပြောချင်တာရောအများကြီးရှယ်ဒါပေမဲ့ကျမအများကြီးသိနေတာမဟုတ်ပေါ့နော်ဒီ music ကိုကျမလည်းခုမှစပြီးတော့ enjoy ဖြစ်ပြီးတော့ explore လုပ်နေတဲ့သူတစ်ယောက်အနေနဲ့ကျမစုထားတဲ့ collection ကျမရဲ့ gym playlist လေး share ခြင်းဖြစ်ပါတယ်နောက်ဆုံးတစ်ပုတ်အနေနဲ့ကျမအရန်ကြိုက်တဲ့ alibi ဆိုတဲ့တခြင်းပေါ့နော်ကျမရဲ့တချို့ပုံလေးတွေမှာ background music တွေနဲ့သုံးထားတဲ့ဟာလေးနဲ့ဒီ episode လေးကိုအဆုံးသတ်လိုက်ပါမယ်ဒါလေးက special edition မှာ special edition နေနဲ့အရှိကြီးပြောသလိုဖြစ်သွားတယ်ပေါ့နော်နောက်ထပ် episode တွေမှာလည်းပြန်လည်တွေ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်